လာပါတူဒီဝတနာရှင်ချင်းမိဆွေများအတွက်ကျွန်တော်တပတ်စာပတ်ကနန်းနဲ့ take တက်ပြသွားမှာဖြစ်ပါတယ်အရင်ဘက်ကတောက်ချာညနေကိုကျွန်တော်တို့က၄နှစ်နဲ့ဆုံးထားတဲ့အတွက်ဒီ၄နှစ်ကိုခုနှစ်စားမှာဖြစ်ပါတယ်ခုနှစ်စားလို့ရှိရင်ခုနှစ်6လေး40နှစ်ဖြစ်ပါတယ်ဒီ40နှစ်ကိုကျွန်တော်တို့ဘာရတယ်လဲဆိုရင်3ညရပါတယ်ဒီ3ညပါအတွက်ဆိုရင်ဒါလုံးဝပတ်ကနန်းပါ3ညကပို့လို့ကိုမကျော်ပတ်ကနန်းပါလုံးဝပို့လို့မကျော်ပါဘူးဒါဒီ site ကိုကလန်ဒါမှာကြည့်ပြီးမှလေ့လာလို့ရပါတယ်ပို့လို့မကျော်ပတ်ကနန်းက3ညပါခင်ဗျာတပတ်စာမပြောက်ကနန်းကိုပြန်တက်ပြမှာဖြစ်ပါတယ်တပတ်စာကကျွန်တော်တို့အရင်ပတ်တော့ဂျာနေ၄နှစ်နဲ့ဆုံးထားတဲ့အတွက်ဒီဘက်ကလည်း၄နှစ်ပြန်လို့ပါ၄နှစ်ကိုကျွန်တော်တို့ဘယ်လိုရမလဲဆိုတော့8နဲ့4 6နဲ့ပေါင်းလိုက်မယ်တရားဆိုရင်ဒီမှာက8နဲ့6လေးနဲ့ပေါင်းရမှာဖြစ်ပါတယ်4နဲ့2နဲ့ပေါင်းရင်6နဲ့4နဲ့ပေါင်း3ညယူရမှာဖြစ်ပါတယ်ဒီဘက်ဟာလည်း8နဲ့2နဲ့ပေါင်းရင်3ညဒီကောင်က2နဲ့4နဲ့8နဲ့ပေါင်းရင်7နဲ့ဆိုတော့2ယူရမှာဖြစ်ပါတယ်နေယူရမယ့်ဟာကိုဒါ3ညနေတဲ့အတွက်ဒါတစ်လုံးပဲယူရမှာဖြစ်ပါတယ်ဒါကြတော့ဘယ်လိုဖြစ်မလဲဆိုရင်3ညနေ6ဆိုရင်လုံးဝမပြောက်ကနန်းပါဒါထိတ်လဲဆွဲလို့ရတယ်အခွေလဲဆွဲလို့ရတယ်ပတ်လဲပတ်လို့ရပါတယ်တပတ်စာမပြောက်ကနန်းမှာမပြောက်ကနန်းဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကျွန်တော်နောက်ဗီဒီယိုကြလို့ရှိရင်တချိန်စာကိုပြန်တွေ့ပြမှာဖြစ်ပါတယ်အထက်ကမွေးကနန်းဒီဘမွေးချင်နေဆိုရင်30ရဲ့3နှစ်ရဲ့36ရဲ့4နှစ်ရဲ့40ရဲ့46ရဲ့5နှစ်ရဲ့50ရဲ့56ရဲ့6နှစ်ရဲ့60ရဲ့66ရဲ့ဒါလုံးဝအကျဉ်းတင်2ကြိမ်ထွက်မှာဖြစ်ပါတယ်ဒါကို2ကြိမ်အနည်းဆုံး2ကြိမ်အနည်းဆုံးထွက်မှာဖြစ်ပါတယ်